ဒီအပတ်အတွင်း ANA မှသတင်းတချို့ကိုကျွန်တော်ခင်မောင်ကတင်ပြပါမယ် NVC ကိုညင်းနေတာဟာနိုင်ငံသားစီစီရေးလုပ်ငန်းကိုညင်းပယ်နေခြင်းမဟုတ်ခွဲခြားဆက်ဆံခံရမှုကိုညင်းပယ်နေတာသာဖြစ်တယ်နိုင်ငံတိုင်းမှာနိုင်ငံသားစီစစ်မှုဆိုတာမဖြစ်မနေလုပ်ရမယ်အလုပ်ဖြစ်တယ်နိုင်ငံအတွင်းရှိလူသားအလုံးကိုတပြေးညီနိုင်ငံတကာစံချိန်စံညွှန်းနဲ့စီစစ်ပါနိုင်ငံသားစီစစ်ခြင်းလုပ်ငန်းအားလူမျိုးကိုယ်ွယ်သည့်ဘာသာကိုအခြေခံပြီးခွဲခြားဆက်ဆံမှုခွဲခြားတတ်မှတ်မှုကိုဘယ်ပုံစံနဲ့မှလက်မခံနိုင်ပါမြန်မာနိုင်ငံအစိုးရနဲ့လဝကဟာမြန်မာမွတ်စလင်တွေအပေါ်စိတ်ရင်းစိတ်ထားမှန်မှန်ကန်ကန်ဘယ်တော့မှမထားဘူးခဲ့ပါဘူးဤမျိုးစုံနဲ့ကောက်ကျစ်ဆင်းလဲစွာနှိတ်ကိုဖို့ပဲစီစဉ်နေတာအထင်အရှားပါတက်တန်းရှိတဲ့ white card တွေတုံးကတောင်ဘာမှလုံမပေးပဲပြောင်းသိမ့်ပစ်လိုက်သေးတာပဲအခုသူတို့ထုတ်ပေးမဲ့ NBC ကဟာတက်တန်းတောင်မပါဘူးဆိုတော့တစ်သက်လုံးကင်ခိုင်းဖို့ကလိန်ကကြည့်လောက်ွက်တစ်ခုလို့ပဲယုံကြည်ရပါတယ် NBC ကိုမယူရင်ဘာမှလုံမပေးဘူးလို့လို့မရပါဘူးနိုင်ငံတကာကနေတောင်းဆိုပြီးနိုင်ငံသားကရရှိဖို့ဆောင်ရွက်လာမှာပါကိုဖီအာနန်ဟာဒေါ်အောင်ဆန်းစုကြည်ခန့်ထားတဲ့အကြံပေးပုဂ္ဂိုလ်သာဖြစ်ပါတယ်ကမ္ဘာအဖွဲ့အစည်းတွေကိုကိုစားပြုတဲ့သူမဟုတ်ပါဘူးလဝကကိုဖီအာနန်ကိုမွတ်စလင်တွေကအစိုးရကလှုပ်ဆောင်ပေးတဲ့ NBC ကပေးမဲ့အစည်းအဝေးကိုညှင်းပယ်နေပါတယ်လို့သွားတိုင်တယ်လို့သိရပါတယ်ကိုဖီအာနန်ကိုယ်တိုင်ကလည်းအစ္စလမ်ဘာသာရေးအဖွဲ့ကြီးကထုတ်ပြန်ထားတဲ့ NBC ကအစည်းအဝေးကိုညှင်းပယ်တဲ့စာကိုကင်ပြီးအစ္စလမ်ဘာသာရေးခေါင်းဆောင်တွေကိုအပြစ်တင်စကားပြောပြီးပွဲစားလုပ်နေတယ်လို့သိရပါတယ်ဂရုစိုက်စရာမလိုသလိုထဲ့စဉ်းစားစရာလည်းအကြောင်းမရှိပါအစ္စလမ်ဘာသာဝင်တွေညီညွတ်ကြဖို့ပဲလိုအပ်ပါတယ်ဘာသာရေးလူမျိုးရေးခေါင်းဆောင်များအားလုံးက NBC ကတ်ကိစ္စကိုတညီတညွတ်ထဲညှင်းပယ်နေကြတော့လေမွတ်စလင်ခရိုနီစီးပွားရေးလုပ်ငန်းရှင်တူကလာဝကအစိုးရနှင့်မွတ်စလင်အဖွဲ့အစည်းများအကြားစကားအတဲအပို့လုပ်ရင်း NBC ကတ်ကိုလက်ခံဖို့စီယုံနေကြောင်းကိုလည်းသိထားရပါတယ်အဆိုပါပုဂ္ဂိုလ်မှာမွတ်စလင်အဖွဲ့အစည်းများကိုစပွန်ဆာပေးထားသူဖြစ်နေခြင်းကြောင့်၎င်းမူလကတည်းကဘာသာရေးနှင့်သက်ဆိုင်သောဟတ်ခရီးသွားလုပ်ငန်းနှင့်ဆက်နွယ်၍ငွေကြေးအကျိုးအမြတ်မြောက်များစွာရှာဖွေနိုင်ခဲ့သူဖြစ်သောကြောင့်၎င်းအစ္စလမ်အဖွဲ့အစည်းအချို့အပေါ်သို့ဩဇာညောင်းယင်းနှီးနေသူဖြစ်နေကြောင်းလည်းကြားသိရပါတယ်တို့ဖြစ်သည့်အတွက်အစ္စလမ်ဘာသာဝင်များအနေနှင့်စီးလုံးညီညွတ်စွာဖြင့်ကိုကျိုးစီးပွားကိုသာအဓိကထားသောပွဲစားများအဖျက်အမှောင့်များကိုနှီးမျိုးစုံနှင့်သွေးဆောင်လှည့်ပြားမှုအကောက်ကြံမှုများကိုအမြဲတတိထားစောင့်ကြည့်နေကြပြီး No MVC No MVC No MVC ဆိုသည့်ဆုံးဖြတ်ချက်အပေါ်ခိုင်ခိုင်မာမာရပ်တည်သွားကြရန်လိုအပ်ပါကြောင်းတင်ပြလိုက်ရပါသည်ရဲတပ်ဖွဲ့ဖမ်းဆီးစစ်ဆေးမှုအတွင်းသေဆုံးသူရိုဟင်ဂျာ6ဦးအထိရှိဒီဇင်ဘာ24 2016မောင်တော်တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီးဖမ်းဆီးစစ်ဆေးခံရသူရိုဟင်ဂျာ609ဦးအနက်ရဲစစ်ဆေးမှုအတွင်းသေဆုံးသူ6ဦးရှိကြောင်းနယ်ခြားဆောင်ရဲဌာနချုပ်စာရင်းတွင်ဖော်ပြထားသည်အကုန်ကညှဉ်းပန်းနှိပ်စက်လို့သေတာသေတဲ့သူတွေအားလုံးမှာဒဏ်ရာတွေနဲ့ဘာဟုရိုဟင်ဂျာအရေးစောင့်ကြည့်လေ့လာသူကိုနေဆန်းလွင်ကမြန်မာမွတ်စလင်မီဒီယာသို့ပြောသည်မောင်တော်တိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်းဖမ်းဆီးစစ်ဆေးခံရသူ609ဦးအနက်106ဦးကိုပြစ်ဒဏ်ချမှတ်ထားပြီးဖြစ်ပြီးပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရပြန်လွှတ်ပေးသူ10ဦး
တရားရုံးအာမခံတအုပ်နှင့်ခေါ်ယူစစ်ဆေးပြီးပြန်လွှတ်ပေးသူ49ဦးရှိကြောင်းလည်း7 Day Daily သတင်းစာတွင်ဖော်ပြထားသည်တေဆုံးသူအချို့နှင့်ပတ်သက်ပြီးသက်ဆိုင်ရာဌာနကငကိုယောဂအခမ်းကြောင့်စစ်ဆေးနေစဉ်တေဆုံးခြင်းဖြစ်ကြောင်းပြောကြားထားတော်လဲရဲတပ်ဖွဲ့ဖမ်းဆီးစစ်ဆေးစဉ်တေဆုံးသူအလုံးနှင့်ပတ်သက်ပြီးတိကျသည့်သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရသည်မောင်နှောတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီးဖမ်းဆီးထားသူ600ကျော်အနက်အများစုကိုမတရားအသင်းအဥပဒေပုံမှန်7/1ဖြင့်စွဲချက်တင်ထားကြောင်းအမှတ်1နယ်ကြားဆောင်ရဲကုကဲမှုအဖွဲ့မှုယုံကုကဲရဲမှုရဲမှုချုပ်သူရဆန်းလွင်၏ပြောကြားချက်တရားကိုကိုးကားပြီးဒီဇင်ဘာ22ရက်နေ့ထုတ်7 Day Daily သတင်းစာကဖော်ပြထားသည်မောင်နှောတိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်းနယ်မြေရှင်းလင်းသည့်မြန်မာအစိုးရ၏ဝန်ထမ်းများသည်ဒေသခံရိုဟင်ဂျာများအပေါ်လူအခွင့်အရေးချိုးဖောက်မှုများရှိကြောင်းဆွဆွဲခံနေရတော့လဲယခုအချိန်အထိအစိုးရသဘောကျရွေးချယ်စေလွှတ်သည့်မီဒီယာအဖွဲ့အစည်းအချို့မှလွဲပြီးအခြားမီဒီယာများလွတ်လပ်စွာသတင်းရယူခွင့်မရှိသေးပေနိုင်ငံတော်ပုန်ကန်နေတဲ့သဘုံအဖွဲ့ရခိုင် AA အဖွဲ့ဝင်ထွန်းထွန်းနိုင်ကိုနိုင်ငံတော်ပုန်ကန်မှုနဲ့ထောင်ဒဏ်9နှစ်ချမှတ်ထွန်းထွန်းနိုင်ကိုလက်နက်ကင်ဆောင်မှုနိုင်ငံတော်ပုန်ကန်မှုနဲ့ဒီဇင်ဘာ21ရက်နေ့ကထောင်9နှစ်ချလိုက်ပါတယ်သူကဝန်ခံလို့ချလိုက်တာပါဒီဇင်ဘာ22ရက်နေ့မနေ့မှာပဲစစ်တွေထောင်ကိုပို့လိုက်ပါပြီဟုရခိုင်အမျိုးသားပါတီရသေးတောင်မြို့နယ်မှစရင်စင်မှုဦးမောင်စိန်ဝင်းကပြောသည်ထွန်းထွန်းနိုင်ကိုစက်တင်ဘာ19ရက်နေ့နံနက်7:00 နာရီခန့်ကရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်လိုင်ကွင်းကျေးရွာအနီးတွင်လက်နက်ခဲယမ်းများနှင့်အတူမြမစစ်တပ်မှဖမ်းဆီးခဲ့ပြီးစက်တင်ဘာ28ရက်နေ့တွင်ရဲတပ်ဖွဲ့သို့လက်လွှဲပြောင်းခဲ့ကပုံမှန်7/1ဖြင့်ရသေးတောင်မြို့နယ်တရားရုံးတွင်တရားစွဲဆိုခဲ့သည်အစ္စလမ်ဘာသာဝင်တွေအပေါ်ဂျိုနီဆိုက်မျိုးတုံးပြုလုပ်နေခြင်းရဲ့ညင်းစရာမျက်မြင်လက်တွေ့ဖြစ်ရနိုင်ငံတော်ပုန်ကန်ရန်ပြုလုပ်တယ်ဆိုပြီးဒီဇင်ဘာ22ရက်နေ့ကတစ်ဖက်သက်အထောက်အထားမဲ့တသက်တကျွန်းတတ်မှတ်အမိန့်ချခြင်းခံလိုက်ရတဲ့အစ္စလမ်ဘာသာဝင်4ဦး KIA အဖွဲ့အစည်းနဲ့ဆက်သွယ်ပြီးအစ္စလမ်တပ်ထူထောင်မှုကြိုးပမ်းတယ်ဆိုတဲ့ဆွဲချက်နဲ့ဖမ်းဆီးခံထားရသူ4ဦးကိုမန္တလေးခရိုင်တရားရုံးကနိုင်ငံတော်ပုန်ကန်မှုပုံမှန်122နဲ့ထောင်ဒဏ်တစ်သက်ကျွန်းကြခံဖို့မနေ့ကအမိန့်ချမှတ်လိုက်ပါတယ်။ KIA နဲ့ဆက်သွယ်တယ်ဆိုပြီးပုံမှန်122နဲ့အရေးယူတာဟာတရားမျှတမှုမရှိဘူးလို့အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေဦးစောဝင်းကအခုလိုပြောပါတယ်ဘုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဒီဆိုတဲ့အက်ကမှန်တယ်လို့ပဲထားအောင်အဲ့ဒါက7/1တို့73တို့ခုနငါးထောင်ဝင်ပဲတို့905အား122တို့ဒါတို့နဲ့ဆက်တယ်မဟုတ်ဘူးဒါဆိုတော့122တက်ဖို့တဲ့လွတ်လွတ်ကင်းကင်းဖြစ်ဖို့ဆိုရင်ဘုရားကောင်တက်တင်လာတက်ဖို့လိုတယ်ဘုရားကောင်မှန်ပါတယ်ဒီလူတွေလာပါတယ်ကျွန်တော်စီလိုကူတောင်းပါတယ်ချသေတံချမလားဘာချတိုက်တာချဒါရှင်းတယ်ဥပဒေလိုပဲတော့ဒီမှုနဲ့ပတ်သက်ပြီးအယူခံတက်ဖို့ပြင်ဆင်သွားမှာဖြစ်ပြီးလာမယ့်နှစ်ဆန်းပိုင်းမှာအယူခံဆက်တက်သွားမယ်လို့ဦးစောဝင်းကပြောပါတယ်ပြီးခဲ့တဲ့2014ခုနှစ်ကမန္တလေးမြို့ကဦးစောမင်းထွေးဗမော်မြို့ကဦးမြင့်သိန်းဦးဗရာမန်းနဲ့မိုးညင်းမြို့ကဦးခမောင်ရွှေတို့ကို KIA အဖွဲ့နဲ့ဆက်သွယ်ပြီးအစ္စလမ်တပ်ထူထောင်ဖို့ကျိုးပမ်းတယ်ဆိုပြီးနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုအရေးပေါ်စီမံမှုမတရားသင်းဆက်သွယ်မှုနိုင်ငံတော်ပုံကံမှုအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေစတဲ့ဥပဒေပုံမှန်တွေနဲ့အမှုဖွင့်အရေးယူတာဖြစ်ပါတယ်ဒီဇင်ဘာလ20ရက်နေ့မှာအမရပူရမြို့နယ်တရားရုံးကနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုအတွက်ထောင်ဒဏ်9နှစ်အရေးပေါ်စီမံမှုအဥပဒေနဲ့2နှစ်မတရားသင်းဆက်သွယ်မှုအတွက်3နှစ်တပေါင်းနဲ့9နှစ်ကြာခံဖို့အမိန့်ချမှတ်ခဲ့ပါတယ်။မနေ့ကတော့နိုင်ငံတော်ပုံကံမှုနဲ့ထောင်ဒဏ်တစ်သက်ကျွန်းကြာခံဖို့မန္တလေးခရိုင်တရားရုံးကအမိန့်ချမှတ်လိုက်တာဖြစ်ပြီး2018ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်နဲ့ဆက်ပြီးအမိန့်ချမှတ်သွားမယ်လို့လည်းသိရပါတယ်ခင်ဗျာမီဒီယာပါခဏလေးပါဂျာနယ်ရပါခဏလေးပါဒီဟာနဲ့ပတ်သက်ပြီးဗာများပြောချင်တယ်ဗျအခုတက်တက်ကြွချလိုက်တယ်ပေါ့
ဟုတ်ကဲ့ကျွန်တော်တို့ကဒါတွေကလုံးဝမပြုလုပ်ခဲ့ဘူးစိတ်ကူးလည်းမမြင်ခဲ့ဘူး ညာကြီးပြေးလို့မရပါဘူး ဟုတ်စိတ်ကူးလည်းမမြင်ခဲ့ဘူးကျွန်တော်တို့ဒါချလိုက်တယ်ဆိုတာကတော့ကျွန်တော်ခိုင်ပြက်ကတော့ကျွန်တော်အစ္စလာမ်ဖြစ်လို့ချခါတယ်လို့ ဆိုတော့တရားရုံးကအခုဒီမှာရှောက်လဲချက်မှာပြောသွားတဲ့အတိုင်းဟိုအကိုတို့ဘက်ကလူသစ်စုဆောင်းတာတွေရောခရီးသွားခဲ့တာတွေရော KI နဲ့တွေ့ခဲ့ရမှာဘာတက်တိထောက်တာတွေကြားနိုင်တယ် ဟာတခုမှမပြနိုင်ပါဘူးကလေးတွေတယောက်ပြောင်းနေတာလည်းမရှိပါဘူးကျွန်တော်တို့မြို့မှာကျွန်တော်တို့ပြည်နယ်မှာကလေးတယောက်က KI ထဲရောက်နေတယ်မွတ်စလင်ကလေးတယောက်က KI ထဲရောက်နေတယ်ပျောက်နေတယ်ဆိုတာလည်းမရှိပါဘူး ဆိုတော့ဒီတက်တိချလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဘာဆက်လုပ်သွားဖို့စီစဉ်ရှိလဲ ဟုတ်ကဲ့ကျွန်တော်တို့ဆက်ကျွန်တော်တို့ ဒီ ရ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  ဆက်ပြီးမှ ရ လောက် ရ ပါ မ မယ် ပြေးနိုင်ပါဘူးနော်ဆက်သွားပါ ဒီကကျွန်တော်ပြန်ဆက်လိုက်ဖို့ ဟုတ်နောက်ဆက်ရှင်ရမယ်အောင်ဆက်ရှင်လေးပါနော်လုံယုံရေးရကျွန်တော်တို့မပြေးနိုင်ပါဘူးနော် ဒါကသူတို့ဘာအကူအကားမှမရှိပဲနဲ့ကျွန်တော်တို့ဒါမွတ်စလင်ဖြစ်တဲ့ပုံမှာမြန်မာနိုင်ငံသားမွတ်စလင်တွေကျွန်တော်တို့ဥပဒေရဲ့ဟာဒီနေ့ဆုံးရှုံးမှုကျွန်တော်မရဘူးဥပဒေရဲ့အကာအကွယ်ဘာမှမရဘူးဒါကကျွန်တော်ဘာအကူအကားမှမရှိပဲအထောက်အထားတစ်ခုမှမရှိပဲကျွန်တော်တို့ကိုမြန်မာနိုင်ငံသား သတင်းတောက်တွေနဲ့တွေ့ဆုံခဲ့တဲ့ဒေသခံမွတ်စလင်တဦးတပ်ဖြတ်ခံရ မောင်နှောမြို့နယ်ငခုရအလဲရွာမှာသတင်းတောက်တွေနဲ့တွေ့ဆုံဖြေကြားခဲ့တဲ့ဒေသခံမွတ်စလင်အမျိုးသားတဦးတပ်ဖြတ်ခံရတယ်လို့သိရပါတယ်။ငခုရအလဲရွာမှာနေထိုင်သူဦးရှုနှများဆိုတဲ့သူဟာဒီဇင်ဘာလ22ရက်နေ့ကအစိုးရအစီအစဉ်နဲ့မောင်နှောမြို့နယ်ကိုတွားရောက်သတင်းယူခဲ့တဲ့သတင်းမီဒီယာသမားတွေနဲ့တွေ့ဆုံပြီးဖြေကြားခဲ့တဲ့သူလည်းဖြစ်ပါတယ်။ဦးရှုနှများဟာဒီဇင်ဘာလ22ရက်နေ့ကပျောက်ဆုံးသွားပြီးနောက်ဒီကနေ့မှာတော့ခေါင်းဖြတ်တက်ခံထားရတဲ့ဦးရှုနှများရဲ့အလောင်းကိုကျေးရွာနဲ့မှလန်းမကတ်မှာတွေ့ရှိခဲ့ရတယ်လို့ပြည်내အစိုးရအဖွဲ့အတွင်းရေးမှူးဦးတင်မောင်ဆွေက RFA ကိုပြောပါတယ်။ကြွာသားတယောက်ရဲ့ပြောဆိုအကြံအရသတင်းတောက်တွေနဲ့တွေ့တဲ့နေ့ညသကောင်ဝင်အချိန်လောက်မှာဦးရှုနှများရဲ့နေအိမ်ကိုအမည်မသိအဖွဲ့တစ်ဖွဲ့ကဝိုင်းရံခဲ့တယ်လို့ကြားသိရပြီးမနက်ပိုင်းမှာပျောက်ဆုံးသွားခဲ့တာလို့ဆိုပါတယ်။ငခုရကြီးရွာဟာအောက်တိုဘာလ9ရက်နေ့ညပိုင်းကနေကြားဆောင်ရဲတပ်ဖွဲ့ဝင်တွေအကြမ်းဖက်တိုက်ခိုက်ခံရတဲ့နေရာ၃ခုတွေကတစ်ခုလည်းဖြစ်ပါတယ်ရှင်။ ပြောင်းပိုက်ရွာမှမဒိန်ချင်းခံရသည့်အမျိုးသမီး2ဦးကိုလွှဲပြောင်းမပေးပါကတရွာလုံးကိုညှဉ်းပန်းနှိပ်စက်မည်ဟုနယ်ကြားဆောင်ရဲများကချိန်ချောက်ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မြောက်ပိုင်းငါးစားကျူးကျေးရွာအုပ်စုပြောင်းပိုက်ရွာမှမဒိန်ချင်းခံရသည့်အမျိုးသမီး2ဦးသည်မီဒီယာများနှင့်တွေ့ဆုံ၍စကားပြောပြီးနောက်နယ်ကြားဆောင်ရဲများကလိုက်လံရှာဖွေရာမတွေ့ရှိသောကြောင့်နယ်ကြားဆောင်ရဲများကရွာသားများကိုညှဉ်းပန်းနှိပ်စက်မည်ဟုချိန်ချောက်နေကြောင်းသတင်းရရှိပါသည်ဒီဇင်ဘာ21ရက်နေ့ကပြန်ကြားရေးဝန်ကြီးဌာနမှရွေးချယ်၍ဆေလွတ်လိုက်သည့်သတင်းတောက်များသည်ငါးစားကျူးကျေးရွာအုပ်စုပြောင်းပိုက်ရွာသို့တွားရောက်ခဲ့သည်သတင်းတောက်များကရွာသားများနှင့်တွေ့ဆုံစဉ်မဒိန်ချင်းခံရသည့်အမျိုးသမီး2ဦးနှင့်လည်းတွေ့ဆုံခဲ့သည်အမျိုးသမီး2ဦးက၎င်းတို့ကိုစစ်သားများကမဒိန်ချင်းခဲ့သည်များကိုတေချာစွာရှင်းပြခဲ့သည်သတင်းတောက်များထွက်ခွာသွားပြီးနောက်နေကြားဆောင်ရဲများရွာထဲသို့ဝင်ရောက်လာပြီးအမျိုးသမီး2ဦးကိုလိုက်လံရှာဖွေခဲ့သည်ဒီဇင်ဘာ21ရက်နေ့နှင့်22ရက်နေ့များတွင်ဇက်တိုက်ရှာဖွေခဲ့ပြီးအမျိုးသမီးများက၎င်းတို့ကိုဖမ်းဆီး၍တပ်ဖြတ်မိကိုအလွန်စိုးရိမ်လျက်ရှိနေကြပြီးရွာမှတိမ်းရှောင်နေကြောင်းဒေသခံများမှသိရှိရပါသည်